Hello, Dada Theory Healthy Living Channel မှာကြိုဆိုပါရစေ။ဒီနေ့ဗီဒီယိုမှာပြောချင်တဲ့အကြောင်းအရာကတော့ anterior cruciate ligament လို့ခေါ်တဲ့ဒုရှေ့အယိုးပြတ်ခြင်း ACL တဲ့အတွက်ခွဲစိတ်ကုသမှု2မျိုးရုပ်ပိုင်းဆိုင်ရာကုထုံးနဲ့ခွဲစိတ်ပြီးဂရုစိုက်တဲ့အချက်9ချက်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ဒုရှေ့အယိုးပြတ်ခြင်း ACL တဲ့ဆိုတာဒုစစ်ကိုငြိမ်အောင်ထိန်းပေးတဲ့အရှေ့ဘက်ကြက်ခြေကန်အယိုး anterior cruciate ligament စုပ်ပြဲခြင်းသို့မဟုတ်ပြတ်တောက်ခြင်းကိုခေါ်တယ်။ဘောလုံး basketball, rugby ball, skate စီးခြင်းစတဲ့အားကစားသမားတွေမှာအဖြစ်များတယ်။ဒီကစားနည်းတွေမှာလိန်ခေါက်တာတွေပုတ်တိုက်တဲ့လှုပ်ရှားမှုများတဲ့အချိန်ဒုစစ်ပေါ်သို့ဖိအားများလွန်ပြီး ACL အယိုးစုပ်ပြဲပြီးပြတ်နိုင်တယ်။လေကားပေါ်ကပြုတ်ကျခြင်းလေကားတေးကြော်ဆင်းမိခြင်းသွင်းတစ်ခုတည်းသို့ကြော်ကျခြင်းဖြစ်တဲ့အခါဒုစစ်ကပြင်းထန်စွာဆန်ထွက်သွားပြီး ACL ဒုအယိုးပြဲပြီးပြတ်နိုင်တယ်။ဒုတိယအနေနဲ့ထိခိုက်ဒဏ်ရာရသူတွေထဲမှာဘယ်သူတွေဒုရှေ့အယိုး ACL ခွဲစိတ်ဖို့လိုအပ်မလဲဆိုတာပြောပြပေးပါမယ်။လမ်းလျှောက်နေစဉ်ဒူးကောင်းချော်ထွက်သွားသလိုခံစားရပြီးဒူးကမထောက်နိုင်ပဲရိုင်သွားတဲ့လက္ခဏာရှိသူတွေအားကစားပြန်လုပ်လိုသူများ ACL အယိုးစုပ်ပြဲခြင်းနဲ့အတူဒူးစစ်အတွင်းရှိ MCL အယိုးနဲ့ meniscus အယိုးနုပါထိခိုက်ပျက်စီးသူများခွဲစိတ်ရန်လိုအပ်ပါတယ်။တတိယအနေနဲ့ ACL ခွဲစိတ်ကုသမှု2မျိုးဖြစ်တဲ့ arthroscopic primary repair နဲ့ ACL reconstruction အကြောင်းပြောပြပေးပါမယ်။ပထမခွဲစိတ်မှုနည်းလမ်းကတော့ arthroscopic ACL primary repair ပါ။ MRI နဲ့စစ်ဆေးပြီး ACL အယိုးလုံးဝပြတ်သွားခြင်းမဟုတ်ဘဲ proximal eversion လို့ခေါ်တဲ့အယိုးနှင့်ဆက်လျက်ရှိသောနေရာတွင်စုပ်ပြဲခြင်းအယိုးအရည်သွေးကောင်းမွန်ပြီးသွေးကြောဖြတ်သန်းမှုကောင်းမွန်သူများအတွက်သင့်တော်ပါတယ်။ arthroscopic primary repair ဆိုတာဒူးကောင်းပတ်လည်တွင်သေးငယ်သောအပေါက်ငယ်2ခု3ခုသာဖောက်ပြီးမှန်ပြောင်းထည့်ကပျက်စီးနေသောအယိုးစုပ်ပြဲမှုကိုချုပ်လုပ်ပြုပြင်ပေးတဲ့ကုသမှုဖြစ်တယ်။ဒုတိယခွဲစိတ်မှုနည်းလမ်းကတော့ ACL reconstruction မှာMRI နဲ့စစ်ဆေးပြီး ACL အယိုးလုံးဝပြတ်သွားသူများနဲ့အားကစားပြန်လုပ်လိုသူများအတွက်သင့်တော်ပါတယ်။ ACL reconstruction ဆိုတာစုပ်ပြဲနေသောအယိုးအဟောင်းကိုဖယ်ရှားပြီးလူနာရဲ့ပေါင်နောက်ဖက်အယိုးသို့မဟုတ်ဒူးကောင်းအောက်အယိုးကိုယူပြီးဖယ်ရှားတဲ့နေရာမှာအစားထိုးကုသခြင်းဖြစ်တယ်။သတုထအနေနဲ့ခွဲစိတ်ပြီးအပြည့်အဝပုံမှန်အတိုင်းပြန်ဖြစ်ရန်နဲ့ကြွက်သားများတန်မာလာစေရန်အယိုးအကျော်အစစ်အထူးကုဆရာဝန်နဲ့ကုထုံးပညာရှင်သတ်မှတ်ပေးတဲ့ပြန်လည်တန်ဆွမ်းရေးလေ့ကျင့်ခန်းများ physiotherapy 6 လမှ1နှစ်ခန့်ပြက်ကွက်မခံပဲလှုပ်ဆောင်ရန်အရေးကြီးပါတယ်။နောက်ဆုံးအနေနဲ့ဒုရှေ့အယိုး ACL ခွဲစိတ်ပြီးဂရုစိုက်ရမယ့်အချက်9ချက်ကတော့အကိုက်ခဲပျောက်ဆေးများကိုမိမိဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်းတိတိကျကျတောက်ရန်လိုအပ်ပါတယ်။ရောင်ရမ်းမှုကိုလျော့ကျစေရန်ဒူးစစ်တစ်ဝိုက်15မိနစ်20ခန့်ရေခဲကပ်ပေးပါ။ရောင်ရမ်းမှုကိုတက်တာစေရန်အနားယူနေစဉ်ခွဲစိတ်ထားသောခြေထောက်ကိုမြင့်ထားပါ။ခွဲစိတ်ပြီးတစ်ပတ်ကနေ3ပတ်အထိဒုတ်ကောက်စနစ်တကျအသုံးပြုပေးပါ။ဒူးယိုအစားထိုးခွဲစိတ်ကုသမှုခံယူထားသူများအနေနဲ့ဒူးအနေထားမှန်ကန်စွာထိန်းသိမ်းရန် hinge knee brace 4ပတ်ကနေ6ပတ်အထိဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်းဝတ်ဆင်ရန်လိုအပ်ပါတယ်။ဒူးကောင်းကြွက်သားများနဲ့အဆင့်များတောင့်တင်းသွားနိုင်တဲ့အတွက်ဒူးစစ်အောက်သို့ခေါင်းအောင်ထည့်ပြီးမအိပ်ရပါ။ခွဲစိတ်ထားသောဒူးကိုလိမ်ခြင်းအလွန်မင်းဒူးကွေးခြင်းဒူးထောက်ခြင်းရုတ်တရက်ခြေထောက်ကိုဘဲညာလှုပ်ရှားခြင်းများရှောင်ကျဉ်ပါဒဏ်ရာအမြန်ကျက်ပြီးကြွက်သားများတန်မာစေရန်ပရိုတင်းကြွယ်ဝတဲ့ကြက်သားငါးဥနဲ့ပဲမျိုးဗီတာမင် C ကြွယ်ဝတဲ့လိမ္မော်သီးတံမြာသီးကယ်လ်ဆီယမ်နဲ့ဗီတာမင် D ကြွယ်ဝတဲ့နို့ဒိန်ချင်းအယိုးပါငါးကလေးများစတာတွေစားပေးသင့်ပါတယ်။ဒဏ်ရာကျက်နှုံးကိုအလွန်နှေးကွေးစေတဲ့အသင့်စားအစားအသောက်များဆလိပ်အရက်ရှောင်သင့်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ကျန်းမာရေးဗဟုသုတနဲ့ပတ်သက်တဲ့ update အချက်အလက်များကိုဆက်လက်မျှဝေပေးသွားမှာဖြစ်လို့ဒေါက်တာ Theory Healthy Living Channel ကို subscribe လုပ်ပြီးကြည့်ရှုနိုင်ပါတယ်ရှင်။ဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုတွေမှာပြန်ဆုံတွေ့ကြရအောင်။